မင်္ဂလာပါရှင်ဒီနေ့ကျမဘာရင်းနဲ့ချက်မလဲဆိုတာကိုလိုက်ကြည့်ကြအောင်နော်ကြက်အတောင်မှန်စီမပါဘဲနဲ့ဝိတ်ချတဲ့သူတွေလည်းစားလို့အဆင်ပြေမဲ့ဟင်းလေးချက်ပေးပါမယ်ရှင်ကြက်တောင်မှန်ကိုရေစင်အောင်ဆေးပါမယ်ကြက်တောင်မှန်လေးကိုရေစင်အောင်ဆေးပြီးလို့ရှိရင်တော့ခဏလောက်ရေစစ်ထားပါမယ်ရှင်ရေစစ်ပြီးသားကြက်တောင်မှန်လေးတွေကိုဟိုဘက်ဒီဘက်ဓာတ်လေးနဲ့မှုန်းပါမယ်။ဘာဖြစ်လို့လဲဆိုတော့အထဲကိုစားစနင်းအချုံမော့ဝင်အောင်လို့ပေါ့နော်။ဒါကတော့ပါဝင်ပစ္စည်းလေးဘာငရုတ်သီးစိမ်းလေးရဲ့ကျက်သွန်ဖြူကျက်သွန်အနီရောကျွန်မကြိတ်ပါမယ်ရှင်။ဒါလေးတွေကိုအစင်သေးကြိတ်ထားပါမယ်။ကျွန်မကအကျန်းပတ်တင်ငရုတ်သီးအနီအောင်မှုန့်နေမစားချင်လို့ငရုတ်သီးစိမ်းလေးနဲ့ချက်ပြပါမယ်ရှင်။နနံပင်နဲ့မကြီးမဲ့အရေးလေးပါ။ဒါဒီဟင်းထဲမှာပါမဲ့ပါဝင်ပစ္စည်းလေးတွေပါရှင်။ကြက်တောင်မှန်စားစနင်းနေပါမယ်။စားလေးနည်းနည်းပို့ထည့်ပါမယ်ရှင်မကြီးပါတဲ့အတွက်လေအချုံမုံလေးထည့်ပါမယ်ပြီးရင်တော့ကျမကအသားမုံလေးနည်းနည်းထည့်သုံးထားပါတယ်ရှင်အများကြီးတော့မဟုတ်ပါဘူးနည်းနည်းပါပဲကြက်တောင်မှန်လေးပို့ပြီးအရသာရှိသွားအောင်လို့ပါဒါလေးတွေကိုနှက်ဆက်အောင်နေပြီးတော့ခဏလေးနှက်ထားပါမယ်ရှင်ရတာလေးအထဲကိုစိတ်ဝင်သွားအောင်လို့ခဏတော့နေထားပါမယ်ကြက်တောင်မှန်လေးနှက်ပြီးသွားပြီဆိုတဲဝဲကိုထည့်ပါမယ်ပြီးရင်ခုနကျမကြိတ်ထားတဲ့ငရုတ်သီးကျက်သွန်ဖြူကျက်သွန်အနီထည့်ပါမယ်ပြီးရင်မကြီးရေလောင်းထည့်ပါမယ်ရှင်မကြီးရေကတော့ကိုကြိုက်တဲ့လောက်ကိုနှစ်သက်တဲ့လောက်ထည့်ပါနော်ချစ်ချင်းလေးကြရင်လည်းနည်းနည်းများလေးထည့်ပေါ့ရှင်ကျမကတော့ချင်းချင်းဆက်ဆက်ကလေးစားချင်တာဖြစ်တဲ့အတွက်နည်းနည်းလေးများထည့်ထားပါတယ်ကျမစပြီးတော့တဲနေပါပြီရှင်ဖုန်းလေးခဏအုပ်ထားပါမယ်ဆူလာပြီဆိုလို့ရှိရင်နည်းနည်းလေးနှံ့အောင်မှုပေးပါမယ်ရှင်နှံ့အောင်မှုပြီးဆိုရင်အကြီးရည်လေးတွေအရသာလေးတွေအထဲကိုစိတ်ဝင်သွားအောင်လို့ခဏလောက်အဖုံးအုပ်ပြီးတော့ထားရပါမယ်ရှင်တစ်ခါနှစ်ခါလောက်ဖုံးဖွင့်လိုက်မှွေလိုက်တော့လုပ်ပေးပါအောင်နော်ဒီထဲမှာစီလုံးမသုံးမထားပါဘူးရှင်ဝိချနေတဲ့သူတွေအတွက်အရန်အဆင်ပြေပါတယ်ဟင်းလည်းကောင်းကောင်းစားရမယ်ဒီနေရာမှာကြက်တောင်မှန်အစားဝက်သားကြက်သားကိုကြိုက်တဲ့အသားကိုဒီလိုမျိုးပုံစံနဲ့ချက်စားလို့ရပါတယ်နော်ဒါရေထည့်ပြီးတော့အဖုံးအုပ်ပါမယ်ကြက်အတောင်မှန်မြုပ်တဲ့အထိရေကိုထည့်ပေးပါမယ်ရှင်ပြီးရင်ကျမတို့ရေခမ်းတဲ့အထိတည်ပေးပါမယ်ဒါပုတ်ပွက်စုနေပြီပေါ့နော်ဒီလိုမျိုးလေးတွေကိုငါးကိုချက်စားလေးရပါတယ်စီမပါတဲ့အတွက်ခန္ဓာကိုယ်မှာဘဝနေရာတွေလည်းတကယ်ကိုစားကြည့်ပါရှင်တကယ်ကိုပိန်ပါတယ်ထမင်းတော့နည်းနည်းလျှော့စားပါတော့ကျမကတော့စီးကြိုသမားဖြစ်တဲ့အတွက်ဒီလိုချက်စားတယ်ဒါဟင်းအိုးလေးကြာကန်နေတဲ့အတွက်ကျမနည်းနည်းလေးအုပ်ပါတယ်အရင်မှွေချိုင်းနေရပဲရှင်နည်းနည်းလေးအုပ်ပြီးတော့ခဏလောက်လေးအဖုံးလေးကိုပြန်အုပ်ထားပါမယ်ရပါပြီရှင်ဟင်းကောင်းတစ်ခွက်ပေါ့နော်ရတာလည်းရှိမယ်ယောဂလည်းကင်းဝေးမယ်စားလို့လည်းကောင်းမဲ့ဟင်းလေးတစ်ခွက်ကိုချက်ပေးပါပြီရှင်တငယ်ချင်းတို့လည်းလိုက်ပြီးချက်စားကြည့်ကြပါဦးနော်အရင်စားလို့ကောင်းပါတယ်ရှင်ကျမကြီးအတွက်လည်းအရင်ညီညွတ်ပါတယ်ရှင်